ကိုဝင်ငွေနဲ့လောက်အောင်သုံးပါဘဝမှာစစ်မှန်တဲ့တတောင်တတရှိမှုနဲ့ဉာဏ်ဉာဏ်မှုကိုရဖို့အတွက်အလွယ်လွယ်မရှိတဲ့ဘဝနေထိုင်မှုပုံစံကိုကျင့်သုံးပါအထူးသဖြင့်ငွေကြေးသုံးစွဲတဲ့နေရာမှာအရေးကြီးပါတယ်တခြားသူတွေကိုကိုကချမ်းသာတယ်တက်နိုင်တယ်လို့ထင်အောင်ပတ်စံမသုံးစွဲမိပါနဲ့ဒီလိုလောက်ရကကိုယ့်ရဲ့ဘဝကိုအတုအယောင်တွေနဲ့ပြည့်နေစေပြီးရေရှည်မှာစိတ်ဖိစီးမှုကိုပေးပါလိမ့်မယ်ပစ္စည်းဥစ္စာတွေရုပ်ဝတ္ထုပစ္စည်းတွေနဲ့ချမ်းသာမှုကိုတိုင်းတာတယ်လို့ကိုမလဲစားပါနဲ့တကယ်ချမ်းသာကြွယ်ဝရဲဆိုတာကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုနဲ့အချိန်ငွေကြေးကိုထိတ်ချုပ်မှုလို့ပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ငွေကြေးကိုဉာဏ်ပညာရှိစီမံခန့်ခွဲပါဒါကြောင့်ဘာချက်လုပ်ပါဝင်ငွေထွက်ငွေကိုတေချာလေးတွက်ပြီးမလိုအပ်တဲ့အသုံးစရိတ်ကိုရှော့ချပါပတ်စံကိုထိန်းချုပ်ပါကိုယ့်ရဲ့ငွေကြေးကကိုစီမံခန့်ခွဲနေတာမျိုးမဖြစ်ပါစေနဲ့ကိုကသာငွေကြေးကိုစနစ်တကျထိန်းချုပ်ပြီးစီမံခန့်ခွဲပါဒီလိုစနစ်တကျနေထိုင်ခြင်းဖြင့်ကိုယ့်ရဲ့ဝင်ငွေနဲ့လုံလောက်စွာနေထိုင်မှာဖြစ်ပြီအကျွေးတွေနဲ့စိတ်ဖိစီးမှုတွေကနေလဲကင်းဝေးသွားပါလိမ့်မယ်ဒါမှသာရေရှည်အတွက်ငွေကြေးတည်ငြိမ်မှုကိုခြေဆောင်နိုင်ပါလိမ့်မယ်အခုဒီဗီဒီယိုကို share သွားလို့ရပါတယ်